တောက်ကြသားသမီးတွေအသက်ကိုရှင်းနေစားလို့6ကျွင်းတဲ့ခါမှာနေပုံထိုင်ပုံနဲ့စင်ကြင်ရမယ်ကိုကျင့်ပုံစံလေးပေါ့နော်စင်ကြင်ပြီးပြောင်းလဲပြီးနေထိုင်ရမယ်ပြုမှုကျင့်ကြံပုံလေးတွေကိုအကြံဉာဏ်ပေးမှဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေအသက်ကိုရှင်းနေစားလို့6ကျွင်းသွားလို့ရှိရင်4ကျွင်းနဲ့2 5ကျွင်းနဲ့2တဲ့ကံပုံမြင့်ပါတယ်အဲ့တော့ကံပုံမြင့်ကျင်တယ်ဆိုလို့ရှိရင်မိဖကဲ့သို့ပုဂ္ဂိုလ်အဖိုးဖွားတွေနဲ့စိတ်သဘောကွက်တတ်တယ်သူတို့ကျမ်းမာရေးကြောင့်ဟိုဆက်ချုပ်ကုန်ရတတ်တယ်အဲ့ဒီခါမှာကိုယ်မူရနှုတ်မူရမရိုင်းမိပါစေနဲ့နောက်အဲ့ဒီဂျိုဟာလူတွေမှာမိဆိုင်ဖဆိုင်နတ်မရှိတာတို့အရန်အလှုပ်ကောင်းလိုက်ပေါ့နော်ဒီနတ်နဲ့တိုက်တာတို့ခံရတတ်တယ်အဲ့ဒီခါကျတော့ဒီလိုမျိုးမဖြစ်အောင်ကြတော့ကျမတို့ပရိတ်ကြီး17လောက်စာအောင်မှာလက်ရှိကရတော်ကြီးဆိုတာပါတယ်စကိန်ဒီဝမဟာရာဇနဲ့စတယ်လက်ရှိကရလေးရွတ်ပေးရတယ်လက်ရှိကရလေးရွတ်ပေးလို့ရှိရင်ကိုယ်လည်းတိုက်ခိုက်မခံရဘူးကိုမိသားစုလည်းတိုက်ခိုက်မခံရတော့နောက်အဲ့ဒီနှစ်ကစက်ပစ္စည်းတွေဝင်ခိုက်တယ်စက်ပစ္စည်းတွေထွက်တက်ပြတ်တက်တဲ့နှစ်ဖြစ်တယ်စာရွက်စာတမ်းစီးစားနေတဲ့ပတ်သက်တဲ့ကိစ္စတွေငွေကြေးကိစ္စတွေမှာလည်းစိတ်တော့ကရောက်လာတာကြုံတတ်တယ်အဲ့တော့အဲ့ဒီဟာတွေမကြုံကြရင်ကြတော့ကျမတို့ကအញ្ញံ့ခြေတဲ့ကြတဲ့ကိုဂရုစိုက်လိုက်ကြပြီးဗီဒီယိုဖိုင်မှာနောက်ဆုံးမှအញ្ញံ့ခြေတဲ့ကြတာပါလိုက်အဲ့ဒါကိုဂရုစိုက်လိုက်နောက်ကစာရွက်စာတမ်းလေးဆိုရင်စစ်ဆေးပြီးလက်မှတ်ထိုးအာမခံစာချုပ်တွေအရှုပ်ရှင်းစာချုပ်တွေကိုလုံးဝလက်မှတ်မထိုးပါနဲ့ငွေရှိရင်လည်းထောင်လှမ်းမနေပါနဲ့ငွေရှုပ်ရှင်းချီးတာငှားတာလည်းမလုပ်ပါနဲ့ပြီးတော့ဒီငွေကြီးအရှုပ်ရှင်းလုပ်ပြီးလို့ရှိရင်ထောင်လှမ်းနေပြီးလို့ရှိရင်အဲ့ဒီနှစ်ကငွေရှိရင်လူမုံများတယ်လူမုံများဆိုကိုထမင်းကိုစားပြီးမုံခံရတာနော်ကိုအိမ်မှာကိုနေပြီးမုံခံရတာပြီးတော့ဒါချီးကြရောပေးရင်လေသူတို့လိုတော့မရရင်လည်းစော်ကားပါအောင်ဟာယူသွားပြီးရင်လည်းသက်ပြန်တောင်စော်ကားခံရအောင်ကိုလဲလိုရောချီးသုံးအောင်အဲ့တော့ရှင်းရှင်းပြောရင်တော့ငွေရှိလို့ရှိရင်တိုးတိတ်နေပါဗန်ထဲတာတို့ရွှေတုံးလောက်တာတို့ဒါမျိုးပေါ့နော်စစ်စစ်ချင်းချင်းလေးနေတဲ့ပြီးတော့မိတ်ဆွေဒီနှစ်မှာမိတ်ဆွေကောင်းမရှိဘူးမှတ်ထားရှင်းနှစ်မှာလည်းမိတ်ဆွေကောင်းမရှိဘူးမိတ်ဆွေကောင်းကပေါ့နော်ကိုအရန်ယုံရတယ်ဆိုတဲ့လူမျိုးမရှိတာအဲ့တော့ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ငွေရှိဟိုပိုင်ဆိုင်မှုတွေဟာကိုတွေဘာလုပ်မယ်ဘယ်ချန်စီတွေရှိတယ်ဥပမာကွာအိုးအိမ်ဝင်မယ်အဲ့ယာရုတိုးမယ်ဟိုနော်ပြီးတော့အမွေတွေရမယ်အဲ့လိုမျိုးတွေအရေးကြီးတဲ့ကိစ္စမျိုးတွေဆိုရင်ကိုအတွင်းလူကိုမပြောနဲ့တွားလို့လာလို့စားလို့တောက်လို့ရတယ်ပိုင်ဆိုင်မှုနဲ့ကြံစီတာဖွင့်မပြောနဲ့သူတို့ရဲ့ဝင်တုံမှုကြောင့်ပြတ်သွားမှာဆိုလို့နော်အဲ့ဒီအချက်တွေနားထောင်ပြီဆိုရင်တောက်ကြသားသမီးတွေကအသက်ကိုရှင်းနေဆိုင်6ကျွင်းရင်အိုးအိမ်အလုပ်အစာအုပ်ကိစ္စများအကျိုးခံစား권ရှိမယ်အဲ့ဒါဘာပြောချင်တာလဲဆိုတော့ကျမတို့အဲ့ဒါအိမ်မရှိသေးရင်ရှိသေးပြီအိမ်ငှားနေရတဲ့သူဆိုအိမ်ငှားကပြေးရမယ်နော်ဒါမျိုးနောက်ကိုဝယ်မယ်ဆိုဝယ်ရမယ်အစာအုပ်နဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်တဲ့သူတွေဆိုလို့ရှိရင်လေအလုပ်တွေကျယ်ပြန့်လာမယ်ခီးသွားတာတွေလည်းပေါ်လိုက်ပြီလူငယ်တွေဆိုရင်တင်တန်းတက်တာတို့တီရင်းပြပခီးတွေသွားတာတို့ဖြစ်လိုက်ပြီဒါပေမဲ့မိဘကိုမရိုင်းတဲ့ကလေးတွေကကြတော့ကျမတို့ပြပခီးသွားခွင့်ရတယ်ကိုကလည်းဘာသာစကားလည်းကျွမ်းကျင်တယ်ကိုလုပ်ငန်းလည်းကျွမ်းကျင်တယ်ဆိုရင်ရဲတင်းသွားလို့ရတယ်ဒီလိုအကျိုးတရားလေးတွေတော့ရှိတယ်အကြီးကဲတွေဆရာသမားတွေကထောက်ပံ့ကူညီရမျိုးတွေလည်းဖြစ်တယ်အဲဒီလိုမျိုးဘဝလေးလိုချင်တဲ့အကြီးကဲတွေကူညီခြင်းနဲ့ကျမ်းမာရေးတွေပြီးခဲ့တဲ့နှစ်ကတည်းကကောင်းခြင်းနဲ့ခက်ခဲဖြစ်အကြီးကဲတွေကူညီတာခရီးတွေပေါ်တာလှုပ်အိုးအလုပ်တွေကောင်းတာပေါ်ခြင်းနဲ့ဆိုရင်တားမြစ်ချက်တွေနဲ့ရေတွေကတော့ထိလိုက်ပါနောက်စနေဂျိုဟာလူလွတ်တွေမှာတော့အတိုင်းဝိုင်းသဘောတူမတူအိမ်အောင်တော့မပြုတ်တင်သေးဘူးအဲ့တော့အသက်ကိုရှင်းတဲ့စားလို့6ကျွင်းတဲ့နှစ်ကိုကြော်သွားရင်တော့နှစ်ဖက်တိုင်းဝိုင်းသဘောတူရင်အိမ်အောင်ပြုတ်လို့ရတယ်ဒါပေမဲ့အသက်ကိုရှင်းတဲ့စားလို့6ကျွန်းတဲ့နှစ်ကိုအိမ်အောင်မပြုတ်တင်ဘူးပြုတ်ရင်လေခလေးမယူတင်တယ်ဘူးဘာဖြစ်လို့ဆရာမတို့လက်ရှိတွေ့သလားအဲ့ဒီနှစ်တွေမှာအဲ့လိုနှစ်တွေမှာအိမ်အောင်ပြုတ်တဲ့လူတွေဟာ3နှစ်တွင်းပြန်ကွဲတာတွေ့သေခွဲရှင်ခွဲကွဲတာပဲအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်မုတ်ဆိုးမတို့တစ်ခုလက်တို့မုတ်ဆိုးဖို့တို့တစ်ခုလက်တို့ဖြစ်သွားမှာမစိုးရိမ်ဘူးလားစိုးရိမ်လို့ရှိရင်တော့အဲ့နှစ်ကိုရှင်းပြလို့ရှိရင်ပေါ့နော်ဒီလိုဟို
living together နေရာမျိုးတွေမလုံးနဲ့ပါဆိုကိုဝင်နေပါရသွားမှာဆိုလို့ရရင်ယူလိုက်ရမှာဆိုလို့စက်ပြတော့အတိုင်းဝိုင်းသဘောတူမပြုတ်တင်သေးဘူးဟုတ်ပြီကဲလို့မပြုတ်သေးဘူးဟာတွဲမယ်စစ်ဆက်ထားမယ်ရတယ်နော်အဲ့တော့ကျမတို့နာရေးကိုတော့ရှောင်နေတယ်ဒါပေမဲ့လူဆိုတာနာရေးနဲ့กินလို့မရအောင်နာရေးသွားမိခဲ့လို့ရှိရင်နှမ်းစီကိုချက်တာကိုမိမိရဲ့ယောက်ျားလေးဆိုညာမိန်းကလေးဆိုဘယ်ဘက်ချမ်းထားရလေနောက်တစ်နေ့မနေ့မိုးလင်းရင်တောက်ကြဂျူတိုင်းတောင်မှသွားဆွန့်လိုက်ကြိုက်တဲ့နေထားအလို့ရတယ်နောက်တစ်နေ့မှာတောက်ကြဂျူတိုင်းတောင်သွားဆွန့်တယ်အဲ့တော့ဆက်ပြောတယ်အညံ့နေမကြခြင်းရင်အညံ့ခြေသေးခြေတာလောက်ရမယ်လို့ပြောထားတယ်အင်္ဂါနေ့ရယ်စနေနေ့ရယ်နော်အင်္ဂါနေ့နဲ့စနေနေ့မှာဇီးတုပ်လေးတစ်ထုပ်ကိုမိဖို့ကြောင့်လည်းမှထုချေပြစေမယ်ဇီးတုပ်ကိုထုချေရင်ဆရာတို့ငရုတ်ကျပွေတက်တက်ကြောင့်လည်းထုချေလို့ရတယ်အိမ်ပြိုအောင်ထုစရာမလိုဘူးဒီလိုလေးခက်တတလေးထုရင်ရပြီနော်တူတို့ငရုတ်ကျပွေနဲ့ထုပါဘာလို့ဆို6လောက်နဲ့နင်းလို့ရှိရင်ကိုယ့်အိမ်မှာတနေ့လိုက်အင်္ဂါစနေပိုင်းသူ့နန်းနှင်းလို့ဖြစ်သွားမှာဆိုလို့အဲ့တော့ငရုတ်ကျပွေတက်တက်ကြောင့်လည်းထုတဲ့ခါကျတော့အညက်လွတ်တယ်တစ်ဖက်လူကိုနန်းနှင်းရမကြအောင်အဲ့ဒီရေရမရှိရင်စွန့်လက်ပြောခဲ့တဲ့ဟောချက်အဆိုးဖြစ်မယ်စာပဲဆန်ဆွဆွဲခံရမှုငွေကြီးအောင်ပြဿနာရှင်းမယ်ဆိုတာလေအဲ့လိုဖြစ်တဲ့အပြင်ကိုမိမိရဲ့အတိုင်းဝိုင်းထဲမှာတနေ့လိုက်အင်္ဂါစနေရှိရင်စိတ်သဘောကွဲတာစိတ်ညစ်တာဖြစ်သွားလိမ့်မယ်အဲ့တော့ပြီးခဲ့တဲ့နှစ်ထက်ကန်တက်ချင်ရင်တားမြစ်ချက်နဲ့ရေရများတောက်ကြသားပြီးများလိုက်လာနိုင်ပါစေ